မင်္ဂလာပါကိုမင်းကိုနိုင်ရေးထားတဲ့လာဝန်းမျက်နှာကြည်တိုင်းသာအပိုင်း6ခရီးရောက်မဆိုင်ပင်မိမိုးမိဘအိမ်စားသွားပေးလိုက်သည်တကားမှမရောက်ဘူးမမြင်ကြဘူးတော့လေမိမိုးစာကိုဖတ်ကြည့်ကြပြီးကျွန်တော်အားနှွေးနှွေးထွေးထွေးဆက်ဆံကြသည်မှာအရင်ချာများနေပင်သူမိဘများစာဖတ်နေခိုက်ကျွန်တော်အေးတောက်ရင်ဧကန်းတွင်ကြည့်မိသည်ထက်တန်းကျောင်းသူမိမိုးသည်စပွဲပေါ်ထောင်ထားသောဓာတ်ပုံအတွင်းမှနေ၍ကျွန်တော်အားမခင်သလိုခင်သလိုကြည်နေသည်ကိုတွေ့ရ၍ထိုဘဝများသို့လွမ်းဆွတန်းတာခြင်းဖြင့်ခိတ္တပြန်သွားမိသည်ကျေးဇူးတင်နေကွာမင်းတို့တငယ်ချင်းတယောက်ကိုတယောက်ကူညီတတ်ကြတာဟုအစချီစကားတန်ထွက်လာမှကျွန်တော်လက်တွေ့ဘဝပြန်ရောက်သည်သူတို့သမီး၏အခြေအနေအရရက်ကိုကျေနပ်ခြင်းပူပန်ခြင်းတို့မှွေနောက်လျက်အလူရက်မေးကြသည်ကိုကျွန်တော်သူတို့စိတ်ချမ်းသာအောင်မူသားမတော်ပဲအလိုက်တင်ဖြေသည်နောက်ဆုံးပိတ်သူမိဘများ၏စကားများကိုကျွန်တော်မမေ့နိုင်အေးကွာမင်းတို့တငယ်ချင်းတည်တည်ငြိမ်ငြိမ်ဘဝတစ်ခုဖြစ်သွားအောင်ဝိုင်းပြီးဖေးမှပါကွာမိတ်ဆွေစစ်ဆိုတာအရေးကြုံမှတွေ့ရတာမျိုးပါဟူတဲ့ရန်ကုန်မူးပွဲများအောင်ဖြိုးဖြိုးဖြောက်ဖြောက်ပေါ်လာသောအလုပ်များပြေးလို့လိုက်စတူဒီယိုအတွင်းတွင်းအောင်ဖားတကောင်လိုငြိမ်နေလိုက်ဖြင့်အချိန်ကုန်နေရခိုင်မိမိုးထံမှစာတစ်စောင်ထည့်ရဘူးသည်အထွေထူးဖြင့်မပါကျွန်တော်ပြန်သွား၍ပြင်းကြံခဲ့ကြောင်းကျွန်တော်သူမအားအနုနာခံစိတ်ရှိရှိဂရုစိုက်၍ပြန်လဲပြိုးထောင်ခဲ့သည်ကိုပြန်မြင်အောင်ခံစားနေရကြောင်းတို့ကိုစကားလုံးကောင်းများရွေးချယ်၍ရေးဖွဲ့ပြထားသည်သာကျွန်တော်ဆန္ဒအတိုင်းသူ့ဘဝကိုပြန်လဲတည်ဆောက်ရန်စိတ်ကူးပုံစံများထုတ်ရင်းပင်တိုင်ပင်စရာအဖို့ကောင်းတန်းထားမိတာလဲပါသည်လက်တလုံးပြင်းပြဆန္ဒမှာတခါကပကြားအပ်လေကွက်ချောက်ကြီးကောက်ပင်စိမ်းတို့ဝေစာနေပုံကိုဓာတ်ပုံရိုက်ပြလိုလာကြောင်းပူဇာလှသည်နှင့်ကျွန်တော်စဉ်းစားသည်သူလဲတောင်ကြီးကရွာထဲမှာပဲဒဏ်ရာရငှက်တကောင်လိုအနေချခဲ့တာခြေဆက်လက်ဆက်အတောင်ဖြန့်စမ်းကြည့်ပါစေကိုတင်မောင်တို့မြို့ကလေးကိုတက်ကြည့်ရင်ပူကျဲပြက်တဲ့လူအဖွဲ့အစည်းနဲ့ပြန်ရင်းနှီးရဲလာတာပေါ့ဟူသောအတွေ့ဖြင့်ကိုတင်မောင်ထံမှကင်မရာကိုယ်တိုင်တွားငှားပြီးရိုက်ရန်စာပြန်ရေးလိုက်သည်ကိုတင်မောင်ထံပြရန်လဲမိတ်ဆက်စာတစ်စောင်ပူးတွဲအပါအဝင်ဤသည်ပင်မိတ်ဆွေကြီးကိုတင်မောင်အတွက်လှုပ်လှုပ်ရှားရှားဖြစ်သွားစေမည်ကြားကွက်ရွှေ့မိလိုက်မှန်းကျွန်တော်ကိုယ်တိုင်ကြိုမစင်စားခဲ့များမကြာမီကိုတင်မောင်အထိတ်တလန့်လက်ရေးများဖြင့်ရေးလာသည်လူပြိုကြီးခမည်းကျွန်တော်မထင်တဲ့အကွက်ကိုရွှေ့ချလိုက်ပြီပေါ့အရေးတော်ပုံတော့စပြီဘယ်နဲ့လောက်ကြမလဲဆိုတာမျိုးသာမေးလိုက်ချင်တယ်ပုံမရှုပ်ထွေးစေတဲ့အကြောင်းကကြားပွဲမှာအင်မတန်စိတ်အားထက်သန်တဲ့ပိဋကတ်တယောက်တိုးလာတာပဲဗျို့ဒီပိဋကတ်ကပူကြောက်စရာကောင်းတယ်အငြိမ်ထိုင်ကြည့်နေမှာမျိုးမဟုတ်ဘူးစိတ်မရှိရင်သူကိုယ်တိုင်ဝင်ကစားမဲ့ပုံတခြားလူတော့မဟုတ်ဘူးကျွန်တော်မိမမက်ရွှေကြီးပဲအခုသူတို့နှစ်ယောက်မဝင်ကအတူသွားစားတဲ့အဆင့်ရောက်နေပြီဗျရှော့မတွက်နေတော့ကျွန်တော်မိမအကြောင်းကျွန်တော်သိတယ်ဘူးမသိဘာမသိသူကြားကွက်ဝင်ရွှေ့တော့မယ်ဒီတခါတုံလှုပ်သွားသူကကျွန်တော်ဖြစ်သည်ဘာတွေဖြစ်ကုန်ပြီလဲဟူသောအတွေ့ဖြင့်စာကိုဆက်ဖက်ရသည်ကျွန်တော်ဆိုင်မှာမရှိတော့မမိုးရောက်လာတာဗျခမရဲ့ထောက်ခံစာပါမကဟိုစာအုပ်ကြီးပါယူချလာတာစာအုပ်မှာဆိုင်တစ်စိတ်ရိုက်ထားတော့ဒီဆိုင်ကငားလာတာပဲဆိုပြီးပြန်အပ်တာနေမှာပေါ့မမိုးနဲ့တရက်ပဲရင်းနှီးရသေးတယ်သူ့အနေနဲ့မမိုးကိုဦးလိုက်အသေးလိုက်သဘောကျကြောင်းကျွန်တော်ကိုပြောင်းချညာနေပြီ
သူ့ဘာသာဆိုတင်သူပဲထောက်ခံပြီးသူပဲအတီးပြုမှာတေးကြနေပြီကျွန်တော်ကဟေ့မင်းဘာမှမသိပဲဝင်မရှုံနဲ့လို့ပဲပြောထားရတယ်သူကတော့ဒီလောက်လှတဲ့ရွှေငချင်းပိုက်ကွန်ရှိပေါ်လာတာမြင်ရတဲ့တငါတဲ့ပုံမျိုးနဲ့ကျွန်တော်ကိုပြန်နားမလဲဖြစ်နေသေးတယ်ကျွန်တော်ရဲရခက်ငိုရခက်အဲ့ဒါပဲမိတ်ဆွေကျွန်တော်ကတော့မမိုးဘဝကိုဘာမှမပြောပြရသေးဘူးမသိသလိုနေရမယ့်ကိစ္စပဲမဲ့ဒီအတိုင်းတော့နေလို့မဖြစ်တော့ဘူးခမည်းအမြန်စာပြန်ပါမိတ်ဆွေတင်ပါမိတ်ဆွေကြီးကိုတင်ပါသူလဲအလိုက်တဲ့အကွက်ကိုပြန်ရွှေ့တာပဲအမကြီးရဲ့ဆန္ဒတွေကလက်တွေ့ဘဝကိုတည်သွားရင်ဘလို့နေမလဲဆိုတာကျွန်တော်စိတ်ဝင်စားတယ်ဗျာဘာပဲဖြစ်ဖြစ်မိမိုးတယောက်လူသူထူထက်ရာကိုတစားချင်းကပ်လာတာကျွန်တော်တို့ကြိုဆိုရမှာပဲအခုကျွန်တော်တို့နှစ်ယောက်ကြောက်ရွံ့နေတာကအမကြီးရဲ့တွန်းပို့ခွက်ထက်ကျွန်တော်ကမိမိုးရဲ့မတော်တဆအမှားတစ်ခုကိုရည်ရွယ်ချက်တစ်ခုနဲ့လိုက်လံဖြန့်ချီနေတာမျိုးဖြစ်သွားမှာစိုးရင်ခြင်းပဲမဟုတ်လားကျွန်တော်သာခမားနေရမှာဆိုရင်အမကြီးကိုဖွင့်ပြောပြဖို့ဝန်လေးနေမှာပဲအဲ့ဒီလောက်ပဲကျွန်တော်ပြောရတယ်ဗျာကျွန်တော်အခုဖုန်းနံပါတ်တစ်ခုပေးလိုက်တယ်အဲ့ဒီမှာကျွန်တော်ရှိမယ်လိုအပ်ရင်အပြန်အလှန်ပြောကြတာပေါ့ဟုကျွန်တော်စာပြန်ရေးလိုက်သည်တိမ်ပြမိုးသားကိုထီးလို့ဆောင်းထားသောမြေပြင်အားတက်တဲ့နေကြီးကရွှေငှူဝါခြုံပေးထား၏စိမ့်လဲလဲလေခွက်သည်မြရောင်တောက်လျက်ရိမ့်နှွဲ့ကနေသည်လူသားတို့လှုပ်အားဖြင့်ဆိုပြေနိုးထလာသောလေခွက်အားမိမိုးကဒီတစ်ချိန်ရောင်စုံတက်ပုံဖြင့်ကျွန်တော်အားဝမ်းပန်းတတာပြလိုက်ချေပြီမြင်သူတို့ရွှင်လန်းကြည်နူးပွဲလန်းဆန်းလျက်ရှိသောရှုခင်းရောင်စုံတက်ပုံကိုကြည့်၍ကျွန်တော်မိမိုးထံချက်ချင်းစာပြန်ရေးလိုက်သည်မိမိုးနင်ကရောင်စုံတက်ပုံတစ်ပုံကိုစကားတွေအများကြီးသင်ပေးပြီးငါစီကျေးစိတ်တမန်လိုလွတ်လိုက်တယ်ပေါ့စာတစ်လုံးမှမပါပေမဲ့နင်ပြောချင်တာတွေအားလုံးငါမိမိရလက်ခံရရှိပါတယ်တကယ်ချင်းငါကြည်ကြည်နူးနူးခံစားရပါတယ်လို့ပဲအတူဆုံးပြောပြရစီဒီတခါတကွက်ထဲနဲ့နင်မမှားအောင်ရိုက်တက်သွားပြီဆိုတာကိုတင်မောင်ရေးပြလို့သိရတာပူဝမ်းသာစရာပဲအတွေ့အကြုံကပေးတဲ့သင်ခန်းစာကိုအဖိုးတန်အောင်နင်အသုံးချတတ်တာငါကျင့်တတ်မိပါတယ်တခုတော့လိုသေးတယ်တကယ်ချင်းလေခွက်ကြီးနဲ့အပြိုင်ဆိုပြေတစ်လန်းလာတဲ့နင်းရုပ်လွာကိုငါမြင်ပြရစီအောင်ပြီးတော့နင်းရဲ့ရှေ့လုပ်ငန်းစဉ်တွေလည်းသိပြရစီငါနဲ့တိုင်ပင်ခြင်းနဲ့ဆိုရင်ဝမ်းမြောက်ဝမ်းသာကြိုဆိုရအောင်လို့ဒဏ်ရာကျက်သွားရင်တော့အစာရှာပြန်ထွက်ရမှာငှက်တိုင်းရဲ့တာဝန်ပဲတငယ်ချင်းအချိန်မနှောင်းခင်မြင်ပြရစီကောင်းငင်ကျဲကြီးမှာနင်းအတွက်တနေရာရှိပါတယ်အဖော်တွေလည်းစောင့်နေကြပြီကိုတင်မောင်ထံမှဖုန်းဆက်သည်နှင့်အပြန်အလှန်စကားပြောကြသည်လူပြိုကြီးခမားဖုန်းနံပါတ်မမိုးကိုပေးလိုက်ရမှာလားသူတပတ်တစ်ခါလောက်မြို့တက်လာတယ်ဟာဗျာကျွန်တော်ကပေးလိုက်ပြီးအောက်မေ့နေတာဘာလို့မပေးတာလဲတီးဦးလေဗျာအခုကခမားနဲ့ကျွန်တော်ကတစ်ဖက်ရွှေကြီးနဲ့မမိုးကတစ်ဖက်ဖြစ်နေပြီဗျကျွန်တော်တို့ဖွက်ဖဲထားသိရင်ထားရမလားလို့ဘလို့တွေဖြစ်နေလို့လဲဗျခမားရွှေလိုက်တဲ့အကွက်ကိုသူတို့အတိတ်ပဲတစ်မျိုးကောက်နေပုံရတယ်ဟာကျွန်တော်ကဘာအကွက်ရွှေလိုက်လို့လဲမမိုးရဲ့ကိုစားအလွမ်းမြေကြည့်ရအောင်တပ်ပုံရိုက်ခိုင်းလိုက်တာလေဒါဟာအတင်းရဲလာတာပဲလို့ရွှေကြီးကသုံးသက်တော်မူနေလေရဲ့ဟာဗျာမိမိုးကအဲ့လိုထင်သွားသလားထင်သွားတယ်လို့ထင်တာပဲသူရှက်နေရဲ့ခုတ်ရတခြားရှာရတခြားဖြစ်ကုန်ပြီဗျို့ကိုတင်မောင်ကျွန်တော်ညညူတန်ကိုဟဟပတ်ရှယ်နေသည်ပြီးမှဆေးပြောင်းတိုက်ခါမှ
ဝေဒနာအသစ်တစ်မျိုးရတာမျိုးပေါ့ဘယ်လိုလုပ်မလဲကိုတင်မောင်ခင်ဗျာနားလည်အောင်ရှင်းပြလိုက်ဗျာဟာကျွန်တော်ဆွဲမထဲနဲ့မတိုင်မင်ပဲခင်ဗျားဘာသာရွှေ့လိုက်တဲ့အကွက်ပဲအစင်မသိရင်ကင်းပေါက်သွားနိုင်တယ်ဒုက္ခပဲဗျို့ကျွန်တော်စကားမဆက်နိုင်ပဲငိုင်နေစဉ်ကိုတင်မောင်မရှိစီတော့ဗျာဖုန်းဆက်ခါကဈေးကြီးတယ်မီတာတက်လိမ့်မယ်ဒါပဲနော်ဟုအနိုင်နဲ့ဘိုင်သည်ဒီရများအတွင်အလုပ်လုပ်ရတာပင်စိတ်မဖြောင်နိုင်မြင်လွာတွေလဲမမိုးဤအထက်တန်းကျောင်းသူဘဝကရုပ်ပုံကသူမအေကန်းစပွဲပေါ်မှာတခါတရံလာသည်ပြန်ကာနီးနှုတ်ဆက်စဉ်ကမမိုးကလည်းနွမ်းနယ်သောမျက်နှာဖြင့်ကျွန်တော်ကိုမော့ကြည့်နေသည်စိတ်ထဲရှိသမျှဝန်ခံတိုင်ပင်စရာမိတ်ဆွေလောကတွင်မရှိပါလားဟုကျွန်တော်အတန်တိတ်ညီးတွားမိသည်ကိုတင်မောင်ကိုယ်တိုင်ပင်ကျွန်တော်အပေါ်နားလည်မှုအခြေခံ၍သာအနည်းဆက်ဆုံးဖြစ်၍အတိဆုံးဖြစ်နေတော်လဲအားလုံးကိုကမသိနိုင်ဖုန်းလာနေရဆို၍တွားကင်လိုက်တော့မမျော်လင့်ထားသည့်အမကြီးဖြစ်နေသည်လူပြိုကြီးရှင်အားရဲ့လားစကားနည်းနည်းပြောစရာရှိလို့အားပါတယ်အမကြီးဟာကျွန်တော်လည်းမမိုးအကြောင်းသိကျင်နေတာဟုတ်တယ်ကျမလည်းမမိုးအကြောင်းပဲပြောချင်လို့ရှင့်ကိုမေးချင်တာကရှင်တို့ဘာလို့ကျမကိုလျှို့ဝှက်ထားတာလဲဗျာဟုတ်တယ်အခုမှမမိုးကိုယ်တိုင်ပြောပြလို့သိရတာသူကလည်းရှင်ပြောထားလို့ကျမတီးပြီးသားထင်နေတာကိုတင်မောင်ကိုကျမပြန်ပြောပြတော့လဲတီးပြီးသားကြီးကဲရှင်တို့ကျမကိုဘာလို့ဒီလောက်နေစိမ့်ကြတာလဲဟုအစချီကကျွန်တော်အားစိတ်ဆိုးကြောင်းပြောသည်ကျမကိုအရင်ချလို့သဘောမထားပဲမတိုင်မင်တာကျမအဝမ်းအနည်းဆုံးပဲဟုပြောစီတွင်ကျွန်တော်စိတ်မကောင်းဖြစ်သွားသည်မဟုတ်ဘူးအမကြီးကျွန်တော်ကမိမိုးအကြောင်းရှောက်ပြောနေသလိုဖြစ်နေမစိုးလို့ဟုတောင်းပန်တော်လဲသူမလက်မခံလူကိုကြည့်ပြီးပြောသိရင်ပြောရမှာပေါ့ကျမလည်းစာနာစိတ်ရှိတဲ့မိန်းမပါပဲရှင်တာကိုကျမအပေါ်အထင်သေးတယ်လို့မြင်တယ်ဟာအမကြီးကျွန်တော်ဒီလိုမဟုတ်ပါဘူးရှင်စဉ်းစားကြည့်လေသူ့အနာဂတ်အတွက်ဝိုင်းဝန်းဖေးမကြတဲ့တဲ့ကျမလည်းပါရမှာပေါ့သူ့ကိုကျမမမြင်ဘူးကလေးကရှင်နဲ့ပတ်သက်ပြီးတန်ရောစင်ရှိပြီးသားပါကျမကရှင်ကိုမောင်လေးတယောက်လိုသဘောထားတယ်ရှင်ကကျမကိုမိတ်ဆွေရဲ့ဇနီးထက်ပိုပြီးအာမကိုတတ်ဘူးတော်တော်စိတ်ငားရတဲ့လူပဲအမကြီးသည်တကယ်ပင်စိတ်မကောင်းတဲ့ဖြင့်ကျွန်တော်အားဆွဲချက်တင်သည်ကျွန်တော်အတန်ကြာတောင်းပန်မှအမကြီးအတန်ငယ်ပျော်ပြောင်းသွားသည်မမိုးလိုအမားမျိုးအတွက်နားလေဆန္ဒတတ်တဲ့လူသားတွေအများကြီးရှိပါတယ်အဲ့ဒီအထဲမှာကျမရှေ့ဆုံးကပါပါတယ်ဆိုတာရှင်နားလေပါလူပြိုကြီးနေရတာကအတွေးချော်ပြီးလွယ်နေတာကိုမခက်ပါနဲ့ဟုဆုံးမပါသည်ဝမ်းသာပါတယ်အမကြီးဟာဆက်ပြီးတော့စောင့်ရှောက်ကြည့်ရှုပါဒါတော့မပူနဲ့ရှင်တားတော်ကျမကအတင်းဝင်ပါမှာပါဂျာကွက်ကိုစိုးဝင်၍သူရွှေ့ကျင်တာရွှေ့တော်မူကိုကျွန်တော်မြင်အောင်၍အမကြီးနေအောင်မြကျွန်တော်လည်းတိုင်ပင်ပြီးလုပ်ပါအောင်ဟုတားလည်းမရအိုးရှင်ကသူ့ကိုဒဏ်ရာရနေတဲ့ငှက်ဆိုပြီးကျမတို့အတိုင်နာလာပစ်ချသွားတာပဲကျမစေရနာရှေ့ထားပြီးစီမံတော့မယ်ဟာအမကြီးဘာတွေလုပ်မလို့လဲသိကျင်ရင်လာကြည့်ပေါ့တာဝန်မဲ့ပြစ်ထားပြီးမှအဝေးကလှမ်းပြီးဩဇာပေးလို့ဘယ်ရမလဲရှင်ဒီမှာအနီးကပ်နေရင်တော့ရှင်နဲ့လည်းဆိုင်တယ်လို့ယူဆရမယ်ကဲဒီလောက်ပဲရှင်ဘာပြောချင်သေးလဲသူမစကားဖြတ်တော့မိကိုတီး၍မိမိုးနဲ့စကားပြောချင်သေးရဲ့ဟုတောင်းပန်ရာကောင်းပြီဒီတစ်ခါလာရင်ပြောပြလိုက်မယ်ဒါပဲနော်ဟုဖုန်းချသွားသည်ရှစ်တရပတ်မကြာမီပင်ကျွန်တော်ထံဖုန်းပြန်လာသည်ရိတ်လားဟုခတ်တူတူမေးတန်သည်ကျွန်တော်ရင်ကိုဘာကြောင့်တုန်ခါသွားစေသည်မသိမိမို့နင့်ကိုမျောနေတာ
ဟုတ်ရဲ့လားဟာနင်ကထားပစ်ခဲ့ပြီးမှဟာမိမိုးကလည်းဘာတွေလျှောက်ပြောနေတာလဲငါနဲ့အတူရန်ကုန်ပြန်လိုက်ခဲ့ဖို့ခေါ်သားပဲနင်မလိုက်ချင်လို့ငါမထားချင်ပဲထားခဲ့ရတာပါဟာငါလိုက်ခဲ့ချင်ပါတယ်ဟုရေရွတ်သလိုသူမပြောသည်ဘာလို့မလိုက်တာလဲအချိန်မဖြုံးနဲ့လေဘဝတည်ပြန်စတော့ငါဒီမှာပဲပျော်သလိုလိုရှိတယ်ဟာဒီမှာနေပြီးလောကရဲပါဝင်လို့မရဘူးလားရပါတယ်နေရာကအရေးမကြီးပါဘူးနင့်ဘဝဆိုပြေအသက်ဝင်ပြီးအပြစ်ကင်းတဲ့အလုပ်တစ်ခုဖြစ်နေရင်ပြီးတာပဲတင်းချိုင်းကုန်းကအလုပ်သမားလဲဘဝအဓိပ္ပာယ်တွေရှိနေတာပဲနင့်ပြောလိုက်ရင်ဒီလိုကြီးပဲငါ့ကိုမကူညီရင်တော့လို့ထားခဲ့တာတော့မဟုတ်ပါဘူးနော်ဟုမေရတည်းရဲ့မိသည်မဟုတ်ပါဘူးမိမိုးရဲ့ငါတငယ်ချင်းတယောက်အနေနဲ့ဝတ်တရားမကြေသေးဘူးဆိုတာနားလည်ပါတယ်နင့်အကြောင်းခေါင်းထဲအမြဲထည့်ထားပါတယ်ဝတ်တရားဟုတ်လားဝတ်တရားအရာလားဟုမေးတဲ့သည်ဝမ်းနေတန်ဆွတ်နေသလားကျွန်တော်မဝေခွဲတဲ့ကျွန်တော်ဂျောင်ပိတ်မိသွားပြန်ပြီဟုလည်းခံစားလိုက်ရသည်ကျွန်တော်မဖြေနိုင်ရင်သူမကပင်စတာပါနင်းစေရနာငါနားလဲပါတယ်ဟုဖြေလျှော့ပေးလိုက်သည်ဓာတ်ပုံရိုက်ပို့လိုက်လေဟာငါကြည့်ကျင်တယ်ငါမလှပါဘူးဟာမကြည့်ကျင်ပါနဲ့ဟုပြောတဲ့သည်အားငယ်ချင်းကိုလှစ်ပြနေသည်နဲ့လှပါတယ်ဟာမိမလှများစွာကိုဓာတ်ပုံရိုက်လာတဲ့မျက်လုံးပိုင်ရှင်ကလှပါတယ်ဆိုရင်နင်ယုံကြည်ဖို့ကောင်းပြီဘာလို့စိတ်သက်ကြနေရတာလဲသူမကဆက်လက်မငင်းဆန်တော့ပဲနင်အားပေးရင်ရိုက်မယ်လေဘယ်မှာရိုက်ရမှာလဲဆိုင်မှာမရိုက်ချင်ဘူးဖြီးလိမ့်ပြီးရိုက်တာထက်တဘာဝပဲနင်ပိုကြည့်ကျင်တယ်မဟုတ်လားဟုတက်ကြွစွာမေးပြန်သည်မိမို့နင်သိတော်တယ်ငါအိမ်မက်တဲ့စင်စီရတယ်ဆိုရင်တော့စင်ဖြူလားစင်မဲလားနင်တောက်ကနေပြောနိုင်မှာပဲသူမအတန်တိတ်နေ၍နင်ပြုံးနေတယ်မဟုတ်လားပိုင်ပိုင်နန်နန်ကြီးပြုံးနေတယ်မဟုတ်လားငါသိတာပေါ့အဲ့လိုပြုံးနေစမ်းမှာဟာငါစိတ်ချမ်းသာအောင်ဟုမေးလိုက်သည်ကျွန်တော်စကားကိုမိမိုးကကျွမ်းကျင်သောဂီတဆရာစန်းနီယာခလုတ်များစွာကိုလက်ချောင်းများတင်ယုံတင်၍ဆန်းလိုက်တဲ့ဖြင့်တုံ့ပြန်ပါသည်နင်လဲသိတော်တာပဲငါကပန်းပန်ထားတယ်ဆိုရင်တော့ဘယ်ပန်းကိုဘယ်လိုပန်ထားတယ်လို့အတိအကျပြောနိုင်တာပဲဟုတ်တာပေါ့ငါပြုံးနေလို့နင့်ကိုစကားမပြန်နိုင်တာကောင်းငင်တခွင်ကျဲများလင်းလက်နေသည်ဝါမွန်ငင်မို့လက်ထက်မင်္ဂလာပွဲပုံများတလဟောကြလာအောင်ကူးရ၍ညာပိုင်းမှာမနာနိုင်ခိတ္တအပန်းဖြေရန်တိုက်ခေါင်မိုးပေါ်တက်၍ပက်လက်လန်ကညောင်းညာနေသောမျက်စိကိုကျဲကလေးများအားနင်းနှိမ်ခိုင်းရသည်လက်ကိုဘေးဘက်ဆန်တက်လိုက်ရာစူးစူးသွား၍လှည့်ကြည့်မိသည်ကျွန်ုပ်ကိုမြင်မြန်နမ်းမာဟုနာမည်ရသောပန်းမင်ကလေးကကျွန်တော်ကိုရင်းရင်းနှီးနှီးနှုတ်ဆက်နေသည်သူ့အသွင်နှင့်သူ့နာမည်ကကျွန်တော်အတွေးတကားချက်ကိုကိုင်းလှုပ်ဖွင့်ပေးလိုက်သည်ကောက်ကောက်ကွေးဂိုင်းများပေါ်စူးကျဲကြီးများကအကြီးတန်းစီအောင်ဖန်တီးထားသည်အောင်အပွင့်ကလေးများကလည်းနီးကျင်ကျင်နှင့်တင်းငယ်ပါပြီတာမန်အားဖြင့်ပန်ကျင်လောက်အောင်ဆွဲဆောင်မှုမရှိနန်းချင်းစပွဲလဲလက္ခဏာနဲ့ထိတို့တစေပန်းတို့တဘာဝနန်းမွေးစီလိုရော့သလားသူ့ကိုစာနာသူတို့ကအားငယ်နေသောဤပန်းကလေးအားထိုတရုပ်ကိုပေါ်စီလို၍ကျွန်ုပ်ကိုမြန်မြန်နမ်းမာဟုအမည်ပေးရော်သလားမိမိုးတယောက်လဲသူမ၏မမျော်လင့်ခဲ့သောအမှားတစ်ခုအတွက်ဤပန်းကလေးလိုအားငယ်ခံစားရလေသလားပဝန်းကျင်၏စာနာနားလည်မှုဖြင့်ဖေးမချင်းတီးဟူသောအနမ်းကိုမျော်လင့်ရော့လေသလားကျွန်တော်အတွေ့များသည်တောင်မှန်ခတ်၍ရိုးမတောင်ကြီးကရွာကလေးစီပြန်သွားလေပြီမိမိုးတယောက်အားငယ်ချင်းဝေဒနာကိုတ
တရုတ်တရမွေးမြူပြီးသူ့စိတ်ဓာတ်တို့ငှက်ဖျားယောဂါလိုတက်လိုက်ကြလိုက်ဖြစ်နေစဉ်ကဖြစ်သည်ပတ်ဝန်းကျင်ကိုရင်မဆိုင်ရဲကြောင်းသူမညင်းညူတန်များကကျွန်တော်ကူညီခြင်းမျိုးတော်ကိုအဝေးပြည့်အနီးပြည့်လက်နက်ကြီးများဖြင့်တဝုံဝုံဖြိုခွင်းနေသည်နဲ့နားလည်မှုအုပ်ရိုးကိုအခိုင်အမာတိဆောက်ထား၍သာကျွန်တော်အခြေမပြတ်ရင်ဆိုင်နိုင်ခြင်းဖြစ်သည်ငါဟာတက်တည်လိုက်ဖို့တော့စဉ်းစားခဲ့တာတကယ်ပါဒါဆိုရင်နင်းလောက်မိုက်တာဘယ်ရှိတော့မလဲမိမို့မတော်တဆမှားပြီးရုံမကထပ်မိုက်လိုက်တာတော့မကောင်းဘူးငါပတ်ဝန်းကျင်ကငါရှိမှဘာမှမပြောတော့ကွယ်ရမှာသတင်းကောင်းတစ်ပုဒ်လိုကြီးညာပြီးလက်ဆင့်ကမ်းကြမလားအစင်ချင်းနေတဲ့မိမမှတ်ကြောလို့ပြောကြမလားတာယာမြင့်ရမှာမှန်းနေမိမဘယ်နဲ့ရှိစားလို့များဒါမျိုးလူတွေတယောက်တလေတော့ရှိကြမှာပေါ့ဟာအများစုကတော့နားလည်မှုနဲ့ကရုဏာထားကြမှာပါငါကိုယ်တိုင်လည်းနှမျောသွားသလိုဝမ်းနေသွားသလိုဖြစ်တာပါပဲအဲ့ဒီတော့ကနင်းနဲ့ငါစကားတော်မပြောဘူးကြသေးပါဘူးသူမရောင်မိန်နေသောမျက်ဝန်းများဖြင့်မော့ကြည့်သည်ရုတ်တရက်ပြောလိုက်မိသောစကားမှားသွားသလားကျွန်တော်ပြန်ဆန်းစစ်တော်လဲပြောပြီးပြီမို့မတက်တာတော့ပြေရပြေချောင်းသာဆက်ရသည်ဘယ်တက်နိုင်မလဲမိမို့အမားတစ်ခုအတွက်တော့တန်ရာတန်ကြီးပေးရတာကြီးပဲခက်ပေါ့ပေါ့သဘောထားလိုက်လို့မရတာတော့မှန်တယ်ဒါပေမဲ့မဆုံးသေးတဲ့ခီးကိုတော့ခြေလမ်းမမှန်နဲ့ပြန်ဆက်လျှောက်ရမှာပဲနေ့မှာအဓိကစိတ်သက်ရေးရာထိခိုက်သွားတာပါပြန်တိဆောက်ပြီးသွားပေါ့ငါအဓိကကူညီနိုင်တာလဲတက်နိုင်သေး၍အားပေးဖို့ပဲမဟုတ်လားလူအတိုင်းဝိုင်းနဲ့ပြန်ဝင်ဟာကိုတက်နိုင်တဲ့အလုပ်တစ်ခုလုပ်ရင်းအိမ်မက်ဆိုးကြီးကိုကြော်ဖြတ်သွားနေဝင်ရင်ငှက်ကလေးတို့အိတ်တန်းပြန်ကြသည်ကိုသူမလိုက်ကြည့်နေသည်ဟိုကိုင်းကူဒီကိုင်းကူနှင့်ငှက်အချို့ကခဏမငိမ့်တနေ့တာအတွေ့အကြုံကိုပြန်ဖောက်တယ်ချကြသည်အရင်ရောက်နေသောငှက်တွေကပြန်လာသောငှက်တွေကိုသိကျင်ရရာမေးနေကြသည်ဟုတ်ရဲ့လားဟာလူတွေကငါ့ကိုအရင်လိုပဲသဘောထားပါမလားငါမှမလှပတဲ့တန်ချက်တွေနဲ့ပါသူမ၏ဝမ်းနည်းစကားသည်ငှက်ငယ်တို့လူးလာခတ်နေသောဂိုင်းပြားတို့ပင်တုန်ခါနေသည်ကိုတည်ငြိမ်အောင်ကျွန်တော်စူးစမ်းလိုက်ရသည်အစာရှာထွက်ကြတဲ့ငှက်ချင်းအတူတူဒဏ်ရာနဲ့ပြန်လာတဲ့ငှက်ကိုအားလုံးကယူရပိုက်ထွေးကြမှာပါဟာကရုဏာတော်သောနဲ့အပြစ်တင်တာမျိုးတော့ရှိမှာပေါ့သူမပင်စီကြီးတစ်ခုလိုငြိမ်နေသည်နေ့စဉ်နဲ့အမျှအစာရှာနေရတဲ့ငှက်တွေအတွက်အန္တရာယ်မျိုးစုံကစောင့်ကြိုဝန်းရံနေကြတာဓမ္မတာပဲတကယ်ချင်းဘယ်ငှက်မှတော့လေးသမားလက်ချက်မမိချင်ဘူးကြော့ကွင်းနဲ့မဝင်ချင်ဘူးဒါပေမဲ့လည်းညနေဆောင်လို့အိတ်တန်းပြန်ချိန်မှာဒဏ်ရာနဲ့ပြန်လာရတဲ့ငှက်ပြန်မလာရတော့တဲ့ငှက်တွေရှိနေတတ်တာပါပဲသူမဘာမှစကားမဆိုငှက်အုပ်ကြီးတဲတဲရွရွပြည့်နေသောတစ်ပင်ကြီးကိုသာငေးကြည့်နေစဉ်နေလုံးနဲ့ရိုးမတောင်အနောက်ဘက်ဤကကျသွားသည်နင်းလည်းမကြခင်ဒဏ်ရာပြောက်သွားမှာပါဟာနောက်ဆိုရင်မိမိုးတယောက်လဲမတွေ့ပါလားဘာများဖြစ်လို့လဲလို့အိတ်တန်းပြန်ရောက်နေတဲ့အဖိုးရီစိတ်ပူစရာမလိုတော့ပါဘူးမိမိုးတို့အတွေ့အကြုံရသွားလို့အနေအကင်းကင်းနဲ့အမြဲပြန်လာနိုင်မှာပါကဲထတငယ်ချင်းမမောင်ငင်အိမ်ပြန်ရအောင်ကျွန်တော်ထားရက်သည်နဲ့သူမထိုင်လျက်မှကျွန်တော်ထံလက်ကမ်းပေး၍ဆွဲထူလိုက်သည်နေဝင်သည်နှင့်အေးစင်းကျင်လာသောရိုးမတောင်ကြီးတဘာဝကြောင့်ကျွန်တော်ပါလာသောဂျက်ကင်အင်ကြီးပါကိုသူမပခုံးပေါ်လွှမ်းပေးရင်းရွာလေလန်းအတိုင်းပြန်ကြမယ်မိမို့လမ်းတစ်လျှောက်ဘယ်ညာနှစ်ဖက်မှာမိကွက်မှန်အိမ်လေးတွေထုံးလို့အိတ်တန်းဝင်ကြတဲ့ရွာလေးတဲ့ငှက်လေးနှစ်ကောင်ပြန်လာကြမယ်ဂျက်ကင်ခြုံထားတဲ့ငှက်ကလေးကတောင်မှန်နည်းနည်းနာသွားလို့ပေါ့ဟ
ဟုတ်လားတို့နှစ်ယောက်ကိုကြည့်ပြီးရွာထဲကလူတွေကတငယ်ချင်းဆိုတာအဲ့ဒါလို့ကျင်နာဖေးမရတယ်လို့ပြောပြနေကြမှာပေါ့မိမိုးသည်လွမ်းစရာပုံမြင်ကိုနားထောင်နေရသောကလေးတစ်ယောက်နဲ့ကျွန်တော်အားမော့ကြည့်နေပါသည်ကျွဲချောင်းရာမှပြန်လာသောတငယ်ချင်း၏ပလွေတန်လေးကလေပြေးအေးတယ်ဝေးကဝဲလျက်